အားလုံးပဲမင်္ဂလာပါ Invisible 49 YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဗျကျွန်တော်အနေနဲ့အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်ရဲ့ channel လေးမှာ Arsenal အသင်းနဲ့ပတ်သက်တဲ့သတင်းတွေပွဲကြိုသုံးသက်ချက်တွေပွဲပြီးသုံးသက်ချက်တွေကိုမတင်ဆက်ဖြစ်တာအတော်လေးလဲကြာမြင့်ခဲ့ပြီပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီကနေ့မှာတော့ကျွန်တော်အနေနဲ့လာမယ့် Super Sunday မှာရှင်မြိုင်ကစားသွားကြမယ့် Arsenal အသင်းနဲ့ Tottenham Hotspur အသင်းရဲ့မြောက်လန်ဒန်ဒါဘီပွဲကြိုသုံးသက်ချက်လေးတွေကိုသုံးသက်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရမယ်ဆိုလို့ရှိရင်နောက်ဆုံး6ချိန်တွင်းမှာအာဆင်နယ်အသင်းက9ချိန်ထိအနိုင်ရရှိခဲ့ပြီးတော့တစ်ချိန်သာတည်ကျခဲ့တယ်ပေါ့နော်ဒီရလက်ကိုကြည့်ချင်းအဖြစ်အာဆင်နယ်အသင်းကနောက်ပိုင်းနှစ်တွေမှာဒီမြို့ကန်ပြိုင်ဘက်တော့တင်ဟော့စပါအသင်းကိုအမြဲတစေအသာစီးကနေကစားနိုင်ခဲ့တာကိုတွေ့ရတယ်ဗျဒီနှစ်သင်းရဲ့ဒီအခုလက်ရှိရာသီစွမ်းဆောင်ရည်တွေကိုကြည့်ရမယ်ဆိုလို့ရှိရင်အာဆင်နယ်သင်းရဲ့အိမ်ကွင်းစွမ်းဆောင်ရည်တွေကဒီ9ပွဲကစားပြီးချိန်မှာ4ပွဲနိုင်1ပွဲတည်ရကိုက12ဂိုးပေးကိုက2ဂိုးနဲ့ဒီအိမ်ကွင်းရလက်အတော်လေးကောင်းမွန်ခဲ့တာကိုတွေ့ရတယ်ဗျသူတို့ပေးခဲ့ရတဲ့ဒီတွင်ကိုတကူနဲ့တည်ကြခဲ့တဲ့ပွဲစဉ်ကတော့ပြီးခဲ့တဲ့ဒီ Manchester City နဲ့1-1တည်ကြခဲ့တဲ့ပွဲစဉ်ပေါ့နော်တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင် Spa အသင်းကကြတော့ Arsenal အသင်းနဲ့ပြောင်းပြန်အိမ်ကွင်းမှာရလက်တွေတော်လေးဆိုးဝါးနေခဲ့ပေမဲ့ဒီသူတို့အသင်းရဲ့အဝေးကွင်းစွမ်းဆောင်ရင်ကတော်တော်လေးကိုကျင်းနေစရာကောင်းတဲ့အနေအထားမှာတွေ့ရတယ်ဗျဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့အသင်းကအာဆင်နယ်လိုပဲအဝေးကွင်းမှာ9ပွဲကစားပြီးချိန်မှာ4ပွဲနိုင်1ပွဲတည်ရကိုက12ဂိုးပေးကိုက3ဂိုးနဲ့တော်တော်လေးကောင်းမွန်တဲ့ဒီခြေစွမ်းတွေကိုအဝေးကွင်းမှာပြသထားနိုင်ခဲ့တာကိုတွေ့ရတယ်ဗျအဲ့အတွက်ကြောင့်ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲစဉ်ကတော့နှစ်သင်းလုံးအကျိတ်နဲ့ကစားမဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒီနှစ်သင်းရဲ့လက်ရှိလူစရင်အနေထားကိုကြည့်ရမယ်ဆိုလို့ရှိရင်နှစ်သင်းလုံးမှာဒဏ်ရာရကစားသမားတွေကတော်တော်လေးကိုများပြားနေတာတွေ့ရတယ်ဗျဒီအာဆင်နယ်အတွက်ထိခိုက်ကြီးမားတဲ့ဒီဘယ်လိုပြောမလဲဆုံးရှုံးမှုလို့လည်းပြောလို့ရတဲ့ဒီအာဆင်နယ်အသင်းအားထားရတဲ့နောက်ခံလူဂါဘရီယယ်မာဂါဟေးစ်ကပြီးခဲ့တဲ့ဒီနိုင်ငံပွဲစဉ်မှာဘရာဇီးတို့ဝင်ရောက်ကစားပြီးရင်းနဲ့ပေါင်ကျန်ဒဏ်ရာရရှိခဲ့တယ်ပေါ့နော်သူ့အနေနဲ့ဒီဒဏ်ရာဘယ်လောက်ထိဆိုးရတယ်ဘယ်လောက်အချိန်တိုင်းတာဘယ်လောက်ထိအတိအကျနားအောင်လဲဆိုတာကိုအသင်းဘက်ကအခုချိန်ထိထုတ်ပြန်ကြေညာခြင်းမရှိသေးဘူးပေါ့နော်ဒါပေမဲ့တေချာပေါက်ကတော့ဒီလာမဲ့ဒါဘီပွဲစဉ်မှာသူ့အနေနဲ့လွဲချော်ဖို့ရှိတယ်တစ်ဖက်မှာဆိုလို့ရှိရင်လည်းဒီအာဆင်နယ်အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ဘေတာယောဂရက်နိုနီမာဒူကီနဲ့မာတင်အိုဒီဂတ်တို့ကဒီစပါးသင်းနဲ့ကစားမယ့်ပွဲစဉ်ကိုဝင်ရောက်ကစားနိုင်ကြီးကကြတော့သူ့အနေနဲ့90-50လို့ပဲပြောရမယ်ပေါ့နော်ဘာဖြစ်လို့ဆိုလို့ရှိရင်နီးပြမီခေယာဒီတာကသူတို့ဒီကစားသမားတွေဝင်ရောက်ကစားနိုင်မလားလို့မေးမြန်းခဲ့တဲ့အပေါ်မှာတိကျရရတဲ့အဖြေကိုပေးမသွားဘူးပေါ့နော်နောက်ထပ်သူတို့အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ဒီကာလာရှီနာတန်ရကြောင့်ကာလာရှီနာယူနေရတဲ့ကိုင်းဟာဘတ်တယောက်သူ့ရဲ့ပြန်ကောင်းကန်ဒီမှာသူ့ရဲ့အရင်မူလတန်ရာကပြန်ပေါ်လာပြီးတော့ဒီနှစ်ကုန်ပိုင်းလောက်ထိကိုဆက်လက်ပြီးတော့အနားယူရမယ့်အနေအထားမှာရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကိုင်းဟာဘတ်ကတော့ဒီမြောက်လန်ဒန်ဒါဘီမှာတေချာပေါက်လွှဲချုံမဲ့ကစားသမားဖြစ်တယ်မာတင်နယ်လီလည်းထိုနီ၎င်းပဲပေါ့နော်ဒီတန်အခြေအနေကြောင့်ဒီစပါးသင်းနဲ့ပွဲစဉ်မှာပေါဝင်ဖို့မတေချာဘူးပေါ့နော်တစ်ဖက်ကဒီဂါဘရီယယ်ဂျေဇုပြီးလို့ရှိရင်နိုနီမာဒူကီအသင်းကောင်းဆောင်မာတင်အိုဒီဂန်နဲ့တိုက်စစ်မှုဘေတာယောဂရက်တို့ကတော့ဒီနီးပြအာဒီတာရဲ့ဆုံးဖြတ်ချက်ပုံမှာအမှုတည်တယ်ပေါ့နော်သူတွေနဲ့ဒီဘာဖြစ်လို့ဆိုလို့ရှိရင်ဒီကစားသမားတွေကစားနိုင်မလားလို့မေးမြန်းခဲ့တဲ့အပေါ်မှာတိကျရရတဲ့အဖြေကိုပေးမသွားဘူးပေါ့နော်သူအနေနဲ့ဒီတစ်ဖက်ဒီနီးပြကသူ့ရဲ့ကစားကွက်ကိုမသိစေချင်တာလည်းပါတယ်လို့သူ့ရဲ့ဒီအခုနောက်ပိုင်းသူအင်တာဗျူးမှာဖြေကြားခဲ့တဲ့အတိုင်းပဲပပနန်းနန်းတွေကိုရှောင်ရှားပြီးတော့ဖြေသွားခဲ့တဲ့အနေအထားကိုတွေ့ရတယ်ပေါ့နော်တစ်ဖက်ကဒီတော်တင်ဟော့စပါအသင်းဘက်ကိုကြည့်မယ်ဆိုရင်သူတို့အသင်းရဲ့တိုက်စစ်ပိုင်းမှာဒဏ်ရာရကစားသမားတွေတော်လေးများပြားနေတာတွေ့ရတယ်ပေါ့နော်ဘာဖြစ်လို့ဆိုလို့ရှိရင်သူတို့အသင်းရဲ့အားထားတဲ့တိုက်စစ်မှုဒိုမီနစ်ဆိုလန်ကီဒဏ်ရာကြောင့်မပါဒီပွဲစဉ်မှာမပါနိုင်ဘူးပြီးလို့ရှိရင်မိုဟာမက်စကူဒူလည်းဒီပွဲစဉ်ကိုမပါနိုင်မဲ့အနေအထားရှိတယ်ပြီးလို့ရှိရင်သူတို့အသင်းရဲ့အားထားတဲ့ကွင်းလည်းတိုက်စစ်ကစားသမားဂျေးမက်ဒီဆန်လည်းဒဏ်ရာကြောင့်ဒီပွဲမှာလွှဲချိုမယ်ပေါ့နော်အဲ့အတွက်ကြောင့်သူတို့အနေနဲ့ကလည်းဒီအာဆင်နယ်အသင်းရဲ့ပွဲစဉ်အတွက်တိုက်စစ်ပိုင်းမှာတော်တော်လေးရွေးချယ်စရာနည်းနေခဲ့ပြီးတော့ quality player လည်းတော်တော်လေးနဲပါနေခဲ့တဲ့အနေအထားကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကန်ကောင်းတာကတော့တန်ဟော့စပါသင်းရဲ့ဒီခန်းစစ်ကစားသမားတွေကတော့ဒဏ်ရာကင်းစင်နေတဲ့အနေအထားမှာရှိတယ်ပေါ့နော်တခုဒီအာဆင်နယ်အသင်းအနေနဲ့ဒီအာဆင်နယ်ပြည်သက်တွေစိုးရိမ်နေတဲ့ဂါဘရီယယ်မာဂါဟေးစ်မကစားနိုင်ရင်အာဆင်နယ်အသင်းအနေနဲ့ရလက်တွေရင်းရရင်သွားမလားဆိုတဲ့အပေါ်မှာကျွန်တော်အမျိုးသုံးသပ်ရမယ်ဆိုလို့ရှိရင်ဒီအာဆင်နယ်အသင်းရဲ့နောက်တန်းကဗျာဂါဘရီယယ်မာဂါဟစ်မကစားနိုင်သည့်တိုင်အောင်မှာသူ့အနေနဲ့ဒီအရန်အင်အားကလုံလောက်ရှိပြီးသားဗျာမာဂါဟစ်ရဲ့နေရာမှာအရန်တဲ့အစားထိုးမဲ့ကစားသမားရှိအနေနဲ့ဒီမော်စကာယာရှိမယ်ပြီးလို့ရှိရင်ဟင်ကာပီရှိမယ်ပြီးရင်ဒီကာလာဖီယိုဒီလည်းလိုအပ်ရင်ဒီစန်တာဘက်မှာကစားနိုင်တယ်ဗျာဘာဖြစ်လို့ဆိုလို့ရှိရင်ဒီ
ကာလာဖီယိုဒီကအီတလီအသင်းရဲ့ဒီခံစစ်မှာဆိုလို့ရှိရင် LCB နေရာမှာပုံသေးကစားနေတဲ့ကစားသမားဖြစ်တဲ့အတွက်သူ့အနေနဲ့ဒီနေရာမှာကစားရမယ်ဆိုရင်လည်းပြဿနာမရှိဘူးပေါ့နော်ဒါပေမဲ့တခုရှိတာကအာဆင်နယ်အသင်းအနေနဲ့ဒီဂါဘရီယိုဆုံးရှုံးလိုက်ရတဲ့အတွက်နောက်တန်းကတော့ဒီနောက်တန်းကြည့်လစ်မှုကတော့အတိုင်းအတာတစ်ခုထိဒီရင်းရင်သွားနိုင်နေဆိုပေမဲ့အရန်ကြီးမသိတော့ဘူးဗျာဒါပေမဲ့ဘယ်နေရာမှာသိတော့သွားမလဲဆိုလို့ရှိရင်ဒီအာဆင်နယ်ရဲ့ဒီအားသာချက်တစ်ခုဖြစ်တဲ့ set speed တွေမှာဒီဂါဘရီရဲ့ခေါင်းတိုက်ဂိုးတွေကိုမမြင်ရတော့ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီအဲ့ဒီအစားဒီဂါဘရီရဲ့ဒီ impact ဖြစ်သွားတဲ့ဒီခေါင်းတိုက်ဂိုးတွေရရှိမှုလျော့သွားမဲ့အနေအထားမှာတခြားအသင်းပေါ်တွေကဒီလောက်ကို short ချပြီးတော့ဂိုးပုံမှုသွင်းပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒီဂါဘရီရဲ့ဒဏ်ရာရရှိတဲ့အနေအထားကအာဆင်နယ်အတွက်လုံးဝအရန်ကြီးများတိတာတဲ့နစ်နာမှုတော့မဖြစ်ဘူးပေါ့နော်အဲ့လိုပဲဒီနောက်တန်း၄ယောက်တောင်ဆင်ကြည့်မယ်ဆိုလို့ရှိရင်ဗျာဒီဘက်ဂျူရီယန်တင်ဘာနဲ့ဝီလီယံဆာလီဘာတော့ထားလိုက်တော့ဗျာကျွန်တော်အနေနဲ့ဒီတခြားတခုသတင်းတွေထွက်နေလို့မျိုးဗျာဒီဂါဘရီယယ်မာဂါဟေးစ်နေရာမှာမော်စကာရောက်ထည့်ပြီးတော့မကစားသေးခြင်းကိုကျွန်တော်ရဲ့ဒီယူဆချက်ထင်မြင်ချက်အရဆိုလို့ရှိရင်ဟင်ကာပီကတိုက်ရိုက်ဝင်လာပြီးတော့ဒီဆာလီဘာဟင်ကာပီစန်တာဘက်အတွင်းနဲ့ကာလာဖီယိုဒီကိုလက်ဘက်မှာပုံမှန်တိုင်းတုံးလာဒါမှမဟုတ်လို့ရှိရင်ပြီးခဲ့တဲ့100တီလုံးဒီလက်ဘက်မှာခြေစွမ်းပြခဲ့တဲ့မိုင်လီလီဝစ်ကယ်လီကိုဒီလက်ဘက်မှာထည့်ကစားပြီးတော့ရီကာဒိုကာလာဘီယိုဒီကိုဒီဂါဘရီယယ်မာဂါဟီရဲ့နေရာ LCB မှာထားကစားမလားအဲ့ဒါဆိုလို့ရှိရင်လည်းအာဆင်နယ်အသင်းနောက်တန်းကတော်တော်လေးအဆင်ပြေတဲ့အနေအထားမှာရှိရပါတော့။ဘာလို့ဆိုလို့ရှိရင်တစ်ဖက်ကဒီတော့တန်ဟော့စပါသင်းရဲ့အားသာချက်တစ်ခုဖြစ်တဲ့မိုဟာမက်စကူဒူကအားကိုးရတဲ့ကစားသမားမိုဟာမက်စကူဒူကဒီပွဲစဉ်မှာပါဝင်ဖို့မရှိဘူးဗျ။အဲ့ဒီအတွက်ကြောင့်ဒီလက်ဘတ်နေရာမှာဒီဟင်ကာဘီပဲ3-3ဒီလူဝစ်ကယ်လီပဲ3-3ကာလာဗီယိုရီပဲ3-3အရန်ကြီးများစိုးရိမ်စရာအနေထားတော့မရှိဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ကကြတော့ဒီလက်ဘတ်မှာဆိုလို့ရှိရင်လူဝစ်ကယ်လီ LCB နေရာမှာကာလာဖီယိုရီနဲ့ဒီညာချမ်းမှာဆိုလို့ရှိရင်ဒီဆာလီဘာနဲ့ဒီဂျူလီယန်တင်ဘာဆိုတဲ့နောက်တန်း၄ယောက်ကိုဒီပွဲစဉ်မှာအသုံးပြုစေချင်တယ်ပေါ့နော်ဒီတစ်ဖက်ကကွင်းလေ3ယောက်မှာဆိုလို့ရှိရင်လည်းမာတင်ဇူဘီမန်ဒီကလန်ရိုက်စ်အပြင်ဒီမာတင်အိုဒီကလည်းပါလာနိုင်တယ်လို့ဒီအဇီးကိုလည်းပွဲထုတ်လာနိုင်တဲ့အနေအထားမှာရှိရပါတော့ဒါပေမဲ့လက်ဘတ်နေရာမှာတော့မာတင်နယ်လီကဒဏ်ရာရနေတာဖြစ်တဲ့အတွက် Trossard ကတေချာပြီးတော့ ဒီဘဲတောင်မှာ Trossard ကတေချာပြီးတော့ညာတောင်မှာဆိုလို့ရှိရင်ဒီ right wing မှာဆိုလို့ရှိရင်တော့ဒီဆာကာကတော့ပုံတည်နေရာရနိုင်မယ့်အနေအထားမှာရှိရပါတော့ဒါပေမဲ့တခုရှိတာကအထောင်တိုက်စစ်မှုနေရာကိုမီကေအာဒီတာကဘေတာယောဂရက်စ်ကိုပဲတန်တုံမလားဒါမှမဟုတ်လို့ရှိရင်ဒီအရင်ပွဲတွေအတိုင်းပဲမီကေမီနိုကိုပဲဒီအထောင်တိုက်စစ်မှုနေရာမှာထားပြီးသုံးသွားမလားဆိုတာတော့ကျွန်တော်အနေနဲ့နောက်ဆုံး line နဲ့ထွက်လာတဲ့ဒီစောင့်ကြည့်ရမယ့်အနေအထားမှာရှိရပါတော့ဘာလို့လဲဆိုတော့အာဒီတာရဲ့ဒီအာဒီတာဘာတွေဒီပွဲအတွက်ဘယ်လိုတွေစီစဉ်ထားလဲဘာတွေကြံစည်နေလဲဆိုတာကိုအရင်လိုမျိုးများကျွန်တော်တို့ပေးသက်တွေကြိုပြီးတော့ခံမှန်းလို့မရဘူးမနစ်ကဆိုလို့ရှိရင်များခံမှန်းလို့လွယ်တယ်ဗျာဥမာဒီလက်ရှိမနစ်ကသာဒီလိုအခြေအနေမျိုးဆိုလို့ရှိရင်များတေးကြတယ်ဗျာထောက်တက်စင်မှာမေခံမီနိုပဲဖြစ်မှာပြီးလို့ရှိရင်ဒီစန်တာဘက်နေရာမှာဂါဘရီယယ်နာသွားလို့ရှိရင်ဝင်စရာတယောက်ပဲရှိရဗျာရောက်တော့ KW ရောဝင်လာမယ်ဒါပဲမြန်မြန်စားစဉ်းစားကြမလို့ဒါပေမဲ့အခုချိန်မှာအာဆင်နယ်အသင်းကအရန်အင်အားကလည်းတော်တော်လေးကိုတောင်းတင်းနေနေတာမှဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ကစားသမားဝင်ကစားမလဲဆိုတော့ကျွန်တော်တို့အနေနဲ့ကလုံးဝခံမှန်းလို့မရနိုင်တဲ့အနေအထားမှာရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လည်းဒီလာမဲ့ရောက်လာတဲ့ဒါပြီးမှဘယ်ကစားသမားကပဲဝင်ရောက်ကစားအာဆင်နယ်အသင်းအနေနဲ့ရလက်တွေအများကြီးဆိုးဝါးသွားနိုင်တဲ့အနေအထားမျိုးတော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒါဘီပွဲစဉ်ဖြစ်တဲ့အတွက်အကျိတ်နဲ့ကစားဖို့တော့ရှိတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒီအာဆင်နယ်အသင်းရဲ့လက်ရှိအိမ်ကွင်းစွမ်းဆောင်ရည်နဲ့တော်တန်ဟော့စပါအသင်းရဲ့ဒီလက်ရှိအဝေးကွင်းစွမ်းဆောင်ရည်ကိုဒီနှိုင်းယှဉ်ခြင်းအပြင်ဒီပွဲစဉ်မှာအာဆင်နယ်အသင်းက2-1ဆိုတဲ့ရလက်လောက်နဲ့အကျိတ်နဲ့ရှင်ပြိုင်ပြီးတော့အနိုင်ရရှိသွားပြီလို့ကျွန်တော်အနေနဲ့ယူဆမိတယ်ပေါ့နော်အခုလက်ရှိမှာအာဆင်နယ်အသင်းကအဆင့်1တော်တန်ဟော့စပါကအဆင့်5ဆိုပေမဲ့လည်းဒီမြောက်လန်ဒန်ဒါဘီဆိုလို့ရှိရင်အာဆင်နယ်အသင်းကိုတော့တင်ဟော့စပါအသင်းကအများအားဒုက္ခပေးနေကြဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာတော့ဒီတကိုးအသာလောက်နေပဲအာဆင်နယ်အသင်းအနိုင်ရရှိသွားလိမ့်မယ်လို့သုံးသပ်နေကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီနေရာမှာပဲရန်နာခွင့်ပြုပါဗျ
ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်ဗျကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း like and subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါအောင်လို့ပြောကြရတဲ့ဒီနေရာမှာပဲညီကုန်းချုပ်ပြရစီဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်